ဟေးအခုကတော့ကျွန်တော်တို့ဘာရက်ကျေသုံးလုံးရပြီပေါ့နော်စတားသုံးလုံးဘာရက်ဟေးတိုင်းလိုဝေးဝမှာတော့ကျွန်တော်ကဘာရက်ကျေသုံးလုံးပါနာဆော်ရမင်းတော်ကွန်းပေါ့နော်အခုတလို့တော်တုံးချမ်းနေခွီနာကန်ရောက်တော်ကွန်းငယ်ချင်းလည်းအမျိုးဟိုကရန်တာရှင်းရမတဲကိုဗျက်မြန်ရောရှင်မတဲနာထားမှဆိုလဲထားကိုဂရူဒီထားဟုံးမကြဟွန်ဒါထားကိုရောရှင်ဆိုတာကျွန်တော်အခွီနာမဲ့ကန်တကယ်ခွီးပန်းပြီးဆိုချာဟီရိုတွေလည်းကန်ရောက်ပေါ့နော်ကျွန်တော်ခွီးတော်ကျဲခွီးတော်ခွီးရကန်မဲ့တွေကဘန်းမဲ့လူရဲတွေဆိုဘန်းဘုံမဲ့ကန်မဲ့လူတွေဆိုဘန်းပဲတကယ်ကန်ကောင်းကြီးပါလာဆိုတော့ချက်ချင်းကန်မဲ့အပြင်လို့တော်ဆော်ကွန်ပေါ့နော်အခုခွီးရကလူရဖချန်ကြိုင်းမျိုးကျန်းနေပါသေးလူရဖချန်ရှေးဟီရိုတွေကိုပချန်ရောလာဝဲတော်ကောင်းပေါ့နော်အခွီးနာဆိုအဲ့တော့ကျွန်တော်တို့ရဲ့တင်ငယ်ချင်းတွေကတော်မိုက်တယ်ပေါ့နော်ဒီခွေးကကြတော့ဒီမဲ့ဘက်ကရှိတဲ့ဟီရိုတွေကကိုဘက်ကိုရောက်လာတယ်အဲ့မှာကြက်Oh my god မစေးပါကျေတော့ကျေနှစ်ပွင့်ရအဲကျွန်တော်တို့ဆော့ကျင်တဲ့ဟီရိုတွေကကျွန်တော်တိတ်ပြီးတော့ရှာကြရမလို့ပေါ့ဒီခွင်းနဲ့ဆော့တယ်ဆိုလို့ရှိရင်သူများတွေယူထားတဲ့ဟီရိုတွေကကိုယ့်ဘက်ကိုရောက်လာတယ်တော့မိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်း level လည်းတက်မြန်တယ်ဘာလို့တက်မြန်လဲဆိုတော့တကယ်လို့ကိုယ့်ရဲ့ဒီဟီရိုခိုးတဲ့အကွက်လေးထဲကိုရောက်လာပြီဆိုလို့ရှိရင်ပေါ့နော် enemy hero တွေကရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်မလို့ဆိုလို့ရှိရင်ဖြတ်လိုက်ရင်ပတ်ဆိုင်ရတယ်တော်လေးမိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆော့မယ်ဆိုလို့ရှိရင်လည်းကျေသုံးပွင့်ဟီရိုကရှားတာလည်းအရန်လွယ်တယ်အဓိကဒီကောင်နဲ့ဆော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့တီးရမှာကဘာလဲဆိုတော့အာလီမာပတ်စံစုပေါ့နော်အာလီမာဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ပြီးတော့ထွေထူးမလို့အဲ့ဒီကွက်လေးချတာပြီးလို့ရှိရင်အရန်enemy hero လာနေရှိတဲ့နေရာမှာကွက်လေးတွေချတာပြီးလို့ရှိရင်နောက်ကပြစ်တဲ့ကောင်လေးတစ်ကောင်လောက်ထည့်ထားလိုက်ပြီးပြီအဲ့ဒါဆိုရင်လာပတ်စံကအစမှဆိုလို့ရှိရင်20ရအောင်စုပေါ့နော်20ရအောင်ထားပတ်စံ20ရအောင်ချစ်ချင်း level တွေမတင်နဲ့ hero တွေချစ်ချင်းမဝယ်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးမဝယ်ခြင်းရဲ့အကြောင်းရင်းကကြတော့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ hero ကိုမဝယ်ဘဲနဲ့ပတ်စံစုထားမယ်ဆိုရင်20စုမိနေဆိုလို့ရှိရင်4ချက်ရတယ်ပေါ့နော်အတူ4ချက်ရတယ်ဗျာအပူရတာပေါ့20စုထားတယ်ဆိုရင်အတူ4ချက်ရတယ်ဒါပေမဲ့အဲ့ထက်ဆိုရင်တော့မရတော့ဘူးပေါ့နော်တကယ်လို့10စုထားတယ်ဆိုလို့ရှိရင်တူ2ချက်ရတယ်ဗျာအဲ့တော့အာလီမှာလုံးဝကျွန်တော်ပတ်စံကိုစုဖို့အတွက်ဟီရိုလုံးဝမဝယ်နေကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ပတ်စံ10ကနေ20ရအောင်စုပြီးတော့မှကျွန်တော်တို့ဟီရိုလေးတွေဝယ်ပြီးတော့မှချပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင် enemy ကိုကြည့်ပေါ့နော် enemy မှာ9ချက်တန်ဟီရိုတွေ4ချက်တန်ဟီရိုတွေဘယ်နာထားလဲပေါ့အဲ့ဒီထားတဲ့ပုံမှာမူတည်ပြီးတော့ကွာအဲ့ဒီကွက်လေးတွေကိုလိုက်ပြီးတော့ချတာရမ်းမိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကွာ level မြန်တန် level 7လောက်ကို level 9လောက်ကိုရအောင်တင်ပေါ့နော်အဲ့ဒီလောက်ရပြီဆိုလို့ရှိရင်အိုးရမ်းမိုက်တယ်အဲ့လောက်ဆိုလို့ရှိရင်ဟီရိုတွေရှားတာလွယ်တယ်အဲ့ဒီကနေတစ်ဆင့်ကိုကနိုင်လာပြီဆိုလို့ရှိရင်ဟီရိုတိတ်မဝယ်နေတော့ဘာလို့ဆိုကိုယ့်ထဲကိုရောက်လာတဲ့ဟီရိုနဲ့နေမှာဂိုးကပြည့်လာတယ်ပေါ့နော်နောက်တစ်ခုကဟီရိုကရလာတယ်အဲ့တော့ဘာလို့ရမလဲဆိုလို့ရှိရင်ကိုကနေပြီးတော့အဲ့ဒီမှာထပ်ပြီးတော့ level 9လောက်ကိုတင် level 9လောက်ကိုတင်အဲ့လောက်ရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟီရိုရှာပြီဆို4ချက်တန်ဟီရိုကိုဝယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့5ချက်တန်ဟီရိုတွေကရှားတာခက်တယ်ဗျာဘာလို့ခက်လဲဆိုလို့ရှိရင်အဲ့ဒီထဲကကျွန်တော်တို့တခါတလေတချို့ဟီရိုတွေကထောင်ထားပဲဝင်မလာဘူးပေါ့နော်ပြီးလို့ရှိရင်5ချက်တန်ကသူများပိတ်လိုက်လို့ရှိရင်ကိုယ်ဝယ်လို့မရတော့အဲ့ဒါကြောင့်မလို့4ချက်တန်ကိုမြန်လေးရှာ4ချက်တန်ပြီးပြီကျေ3ပွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီမှာ synergy တစ်ခုကိုပြည့်အောင်လုပ်လိုက်ပေါ့နော်6ခုလောက်ပြည့်အောင်လုပ်လိုက်ဒါဆိုလို့ရှိရင် okay သွားပြီအဲ့ဒီကနေပြီးတော့ကျွန်တော်ဆောက်မယ်ဆိုလို့ရှိရင်နိုင်ဖို့အတွက်ကလာများတယ်ပေါ့နော်တော်လေးမိုက်တယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အခုတည်းမှာ barret ကိုကျွန်တော်ကျေ3ပွင့်ရအောင်လုပ်ထားတယ်အရန်လွယ်တယ်ပေါ့နော်အဲ့တော့နံပါတ်9 level 9ကိုတင်လိုက်တယ်ကျွန်တော်ရအောင်ပြီးလို့ရှိရင်တော့အဲ့ရ barret ကိုရှာကျေ3ပွင့်ပြီးသွားရောတော်လေးမိုက်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအကိုင်းတို့ဘာတို့ပေါ့နော်တခြား hero တွေကျွန်တော်တို့ထပ်ပြီးတော့ level တင်ပြီးတော့ထပ်ရှာလို့ရပြီအဲ့လိုမျိုးပြီးလို့ရှိရင်လည်း enemy ကိုက level တက်မြန်တာဖြစ်တဲ့အတွက်5ချက်တန် hero လဲရှားတာလွယ်တယ်နောက်တစ်ခုကကြတော့ enemy ဘက်ကဘာ hero ပဲယူလာပေါ့နော် enemy ဘက်ကကောင်းတဲ့ hero တွေဆိုရင်ကိုယ့်ဘက်ကိုရောက်လာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုက synergy ကိုလွယ်တကူပြန်ပြောင်းလို့ရတယ်ဥပမာကိုယ့်ရဲ့ synergy ကဒီရန်သူရဲ့ synergy ကိုမနိုင်ဘူးဆိုလို့ရှိရင်ကိုက synergy ကိုအဲ့ရလာတဲ့ hero တွေနဲ့လွယ်တကူပြောင်းလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အရန်မိုက်တယ်ပေါ့နော်ဒီကောင်နဲ့ဆော်ရတာကကြတော့အဲ့တော့ကြောင့်မို့လို့ကျွန်တော်တို့ run နေမှာဆိုလို့ရှိရင် meta နဲ့အထက်မှာဆိုလို့ရှိရင်ဘိုင်းမဘိုင်းကန်တယ်တော်လေးမိုက်တယ်12 o'clock
life of regret. My spirit will not wither. Watch me set the path ablaze! Monster kill! I won't live a life of regret! Lights, camera, magic! I love the feeling when swinging in the air. Let our spirits echo. My spirit will not wither.